ဘုရားဘာသာဝင်တွေအနေနဲ့တတိထားစရာကောင်းတာလူတယောက်ဟာတေအံမူးမူးဖြစ်နေတဲ့အချိန်မှာတိတ်တိတ်ဆိတ်ဆိတ်နေပေးဖို့ဟိုစကားဒီစကားတွေမပြောဖို့ဟာတိတ်အရေးကြီးတယ်ပေါ့တေကနီးဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုလူတွေဟာတောင်မေးမြောက်မေးတွေမေးတတ်ကြတယ်ဗန်စာအုပ်ကဘယ်သူစီထားခဲ့တာတော့လက်စွပ်ကဘယ်နှထားခဲ့တာတော့ရွှေကဘယ်နှသိမ်းထားခဲ့တာတော့အဲ့ဒါလို့ရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်တော့မှမဖြောင်းတော့ဘူးသတ်မှတ်ပြီအဲ့တော့အင်တမအရေးကြီးတယ်အဲ့ဒီအင်တမအရေးကြီးတယ်အဲ့ဒီအချိန်လေးမှာဘာတန်မှမကြားစေရအောင်တိတ်တိတ်ကလေးနေပေးရအေးသူ့အတွက်အကျိုးဖြစ်မဲ့တရားကိုလေးဖွင့်ပေးထားတာတော့ပိဋတရားလေးရွတ်ပေးထားတာတော့ဘုရားကိုအာရုံပြုဖို့သူ့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးထားတာတော့ဒီလိုလေးနဲ့တိတ်ဆိတ်ငြိမ်သက်စွာနေလို့ရှိရင်သူဟာကောင်းတဲ့အာရုံရသည့်အတွက်ကြောင့်ကောင်းမြတ်တဲ့ဘုံဘဝကိုရောက်သွားနိုင်